ကောက်ရိုးဦးထုတ်ပင်လေဓာပြအဖွဲသားတွေဟာအမြဲတမ်းမိသားစုလိုပါပဲဒါပေမဲ့ကြီးမားတဲ့ရံပွဲတစ်ခုကြောင့်သူတို့တွေကွဲသွားခဲ့ရင်ရောတယောက်နဲ့တယောက်မရှိပဲသူတို့တွေဆက်ပြီးရှင်သန်နိုင်ပါမလား The One Piece is real! အဖွဲသားတွေမရှိတော့ရင်သူတို့ရဲ့ကြံရှိတဲ့ဘဝတစ်လျှောက်လုံးမှာဘာကိုရွေးချယ်လုပ်ကင်ကြမလဲအဖွဲသားတွေသာကွဲသွားခဲ့ရင်နာမီဟာနောက်ဆုံးမှာကမ္ဘာအကောင်းဆုံးမြေပုံကိုဆွဲခွင့်ရသွားမှာပါသူမရဲ့ထူးချွန်တဲ့ရေချောင်းပြအတတ်ပညာတွေနဲ့ပင်လယ်ပြင်မှာခရီးနှင်ပြီးတွေ့သမျှကျွန်းတွေနဲ့ရေစီးကြောင်းတွေတိုင်းကိုမြေပုံနဲ့ရေးဆွဲသွားမှာပါနာမီရဲ့အိမ်မက်တွေကသူမကိုနေမြေတစ်တွေနဲ့ဝတ်ထားတဲ့ရတနာတွေစီခေါ်ဆောင်သွားမှာဖြစ်ပြီးသူမရဲ့ထက်မြက်တဲ့ဉာဏ်ရည်နဲ့ဘလို့အန်ရည်ကိုမဆိုကြော်ဖြတ်သွားမှာပါဒါပေမဲ့နာမီအတွက်ကမြေပုံတွေနဲ့ပတ်စံတင်မဟုတ်ပါဘူးသူမရဲ့ယာတီဥတုထိန်းချုပ်နိုင်တဲ့စွမ်းအားတွေနဲ့လိမ္မာပါနဲ့တဲ့ဖြူဟာတွေကိုတုံးပြီးကျွန်းတွေကိုပင်လယ်ဓာပြအန်ရည်ကနေကာကွယ်ပေးဦးမှာပါသူမမြေပုံမဆွဲရသေးတဲ့ရေပြင်တွေကိုမြေပုံဆွဲနေချိန်မှာရန်သူတွေကိုတိုက်ထုတ်ဖို့ Zeus ကိုတုံးနေတာကိုမြင်အောင်ကြည့်လိုက်ပါနာမီဟာသူမရဲ့စွမ်းရည်တွေကိုဆက်ပြီးမြင့်တင်သွားမှာဖြစ်ပြီးရေချောင်းပြတာရောတိုက်ခိုက်ရေးမှာပါဆရာတဆူဖြစ်လာမှာပါသူမရဲ့ခီးစဉ်ဟာရှာဖွေတွေ့ရှိမှုတွေနဲ့စွန့်စားခန်းတွေပြည့်နေနေမှာပါကျွန်ုပ်တို့ရဲ့ကပတိန်လူဖီကရောဘာလုပ်မလဲသူ့အကြောင်းသိကြတဲ့အတိုင်းသူကတော့ပင်လယ်ဓာပြဘရင်ဖြစ်လာဖို့အိမ်မက်ကိုဆက်ပြီးအကောင့်ထဲပေါ်နေမှာပါသူဟာတယောက်တည်းရေချောင်းနေရင်ခက်ခက်ခဲခဲရှာဖွေရတဲ့ဖန်ဂလိဖ်တွေကိုလိုက်ရှာပြီးအတန်မာဆုံးရန်သူတွေကိုစိန်ခေါ်နေမှာပါလူဖီကတငယ်ချင်းတွေဖွဲ့ရတာဝါသနာပါတာကိုသိကြတယ်မလားသူဟာလမ်းတစ်လျှောက်မှာမဟာမိတ်အစ်စ်တွေနဲ့တွေ့ဆုံဦးမှာပါလူတွေကလည်းသူ့ရဲ့ပုတ်ပုတ်ပပနဲ့ဂယုမဆိုင်တတ်တဲ့စိတ်ဓာတ်ကြောင့်သူ့စီကိုဆွဲဆောင်ခံရမှာပါလူဖီဟာသူ့ရဲ့အကန့်အသတ်တွေကိုဆက်ပြီးတွန်းအားပေးရင်းသူ့ရဲ့ Double Fluid စွမ်းအားကိုသုံးဖို့ထူးဆန်းတဲ့နည်းလမ်းအသစ်တွေကိုရှာဖွေနေမှာပါသူ Gear Force ကိုဘယ်လိုတီထွင်ခဲ့လဲမှတ်မိလားအဲ့ဒီလိုမျိုးတွေပို့ပြီးမြင်တွေ့ရဖို့မျှော်လင့်ထားလိုက်ပါတယောက်တည်းဖြစ်နေရင်တော့လူဖီကလူတွေကိုကူညီတာရက်မှာမဟုတ်ပါဘူးနာမီရဲ့ရွာကိုဝေါလက်ကနေကဲတင်ခဲ့တယ်လို့မျိုးအနှိမ်ခံရသူတွေအတွက်သူဆက်ပြီးတိုက်ပွဲဝင်နေမှာပါဒါကြောင့်လူဖီရဲ့တကူတော်ခီးစဉ်ဟာအမိုက်စားတိုက်ပွဲတွေရဲစရာခိုက်တန့်တွေနဲ့စိတ်သက်ခွန်အားတွေပြည့်နေနေမှာပါဖရန်ကီတာတကူတော်ဖြစ်သွားရင်တော့သူဟာအံ့ဩစရာကောင်းတဲ့စက်ပစ္စည်းတွေနဲ့တင်မောတွေကိုဆက်ပြီးတည်ဆောက်နေမှာပါဖရန်ကီဟာပင်လယ်ပြင်မှာခီးနေရင်သူ့ရဲ့အင်ဂျင်နီယာပါရမီနဲ့လူတွေကိုကူညီနေမှာပါတီထွင်စမ်းသစ်မှုအပေါ်ထားတဲ့စိတ်အားထက်သန်မှုနဲ့စိတ်ကောင်းရှိမှုတွေကသူ့ကိုလူနေမှုဘဝတိုးတက်စေမဲ့လူအတိုင်းဝိုင်းကိုကာကွယ်ပေးမဲ့တော်လှန်ရေးတီထွင်မှုတွေဖန်တီးဖို့တွန်းအားပေးမှာပါပင်လယ်ဓာပြတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့ဖရန်ကီကတိုက်ပွဲဝင်တင်မောအုပ်စုကြီးကိုဒီဇိုင်းဆွဲနေတာကိုမြင်အောင်ကြည့်လိုက်ပါသူ့ရဲ့ဖန်တီးမှုတွေဟာအားကောင်းပြီးအံ့ဩစရာကောင်းနေမှာဖြစ်ကသူ့ရဲ့ထင်ရှားတဲ့ပင်ကိုယ်စရိုက်ကိုလည်းထင်ဟပ်နေမှာပါတိဆောက်ရေးအပေါ်ထားတဲ့ဖရန်ကီရဲ့ဝါသနာနဲ့ပြင်းပြတဲ့တရားမျှတမှုစိတ်ဓာတ်ကသူ့ရဲ့ပါရမီကိုအကျိုးရှိရှိသုံးဖို့တွန်းအားပေးမှာပါသူ့ရဲ့ခီးစဉ်ဟာစိတ်လှုပ်ရှားစရာအင်ဂျင်နီယာပိုင်းအောင်မြင်မှုတွေအမိုက်စားတိုက်ပွဲတွေနဲ့သူ့ရဲ့ကောင်းဆန်တဲ့အခိုက်အတန့်တွေနဲ့ပြည့်နေနေမှာဖြစ်ပြီးတီထွင်ဖန်တီးနိုင်စွမ်းတဲ့တတိရှိမှုကြောင့်သူ့ကိုကနဝင်အင်ဂျင်နီယာတယောက်ဖြစ်လာစေမှာပါဆန်ဂျီကတော့ Grand Line ပေါ်မှာအကောင်းဆုံးစားတောက်ဆိုင်တစ်ဆိုင်ဖွင့်ဖြစ်မှာပါသူဟာကဘာအနှံ့ခီးနေရင်ဟင်းချက်နီးအသစ်တွေနဲ့နီးစနစ်တွေကိုတင်ယူပြီးဘရင်မျိုးနွယ်တွေပင်လယ်ဓာပြတွေနဲ့တာမန်လူတွေအတွက်ချက်ပြုတ်ပေးနေမှာပါဒါပေမဲ့ဆန်ဂျီရဲ့ခီးစဉ်ကဟင်းချက်ဖို့တခုလည်းမဟုတ်ပါဘူးသူဟာအပြစ်မဲ့သူတွေကိုကာကွယ်ဖို့ဆက်ပြီးတိုက်ပွဲဝင်နေမှာဖြစ်ပြီးသူ့ရဲ့အစွမ်းထက်တဲ့ကံချက်တွေနဲ့ဘလို့ချင်းချောက်မှုကိုမဆိုနှိမ်နင်းနေမှာပါလူတွေကိုကုသပေးဖို့နဲ့အာဟာရဖြစ်စေဖို့သူ့ရဲ့ဟင်းချက်စွမ်းရည်ကိုတုံးပြီးသူတို့ကိုအန္တရာယ်ကနေကာကွယ်ဖို့တိုက်ခိုက်ရေးစွမ်းရည်ကိုတုံးနေတာမြင်အောင်ကြည့်လိုက်ပါဟင်းချက်တာကိုဝါသနာပါမှုနဲ့ဆန်ဂျီရဲ့ယောက်ျားပိသားတဲ့စိတ်ဓာတ်ကသူ့ကိုလူတိုင်းချစ်ခင်ကြတဲ့ဟင်းချက်သူရဲ့ကောင်းတစ်ယောက်ဖြစ်လာစေမှာပါသူ့ရဲ့ခီးစဉ်ဟာတွားရည်ကြစရာဟင်းရတွေအမိုက်စားတိုက်ပွဲတွေနဲ့ကျင်းနာတတ်တဲ့အခိုက်အတန့်တွေနဲ့ပြည့်နေနေမှာပါ